Bluebeard တခါတော့ကပင်လယ်နားမဝေးတဲ့ပြည်နယ်တစ်ခုမှာအလွန်ချမ်းသာတဲ့လူတစ်ယောက်နေခဲ့သည်သူ့အိမ်များသည်ရွှေဖြင့်အသက်ရှူနေတကယ်သို့ထင်ရလောက်အောင်ကြီးမားခမ်းနားပြီးသူ့ဥယျာဉ်များသည်မျက်စိမဆုံးနိုင်အောင်ကျေပြန့်လာသည်မြင်းကမ်းများမှာမြင်းများပြည့်နေပြီးကပ်ပုတ်များတွင်ငွေထည်နှင့်ခရစ္စတယ်အိုးများတောက်ပနေသည်သို့သောလူများအများဆုံးပြောဆိုကြသည်မှာသူ၏ချမ်းသာမှုမဟုတ်ဘဲသူ၏မုတ်စိတ်ပင်ဖြစ်သည်အထူးထဲတဲ့လိုင်းလိုင်းစီစီဖြစ်သောမုတ်စိတ်သည်အလွန်ထူးဆန်းသည့်အေးမြသောအပြာရောင်ဖြစ်ပြီးကြည်နေသူတိုင်းကိုမအေးမချမ်းခံစားစေသည့်ထို့ကြောင့်လူများကသူ့ကို Bluebeard ဟုခေါ်ကြသည်သူသည်မကြီးမားသောအသက်ရှိသေးတော်လဲမယုတ်ဆိုးသူမဟုတ်သို့သောမုတ်စိတ်၏ထူးဆန်းသောအယောင်ကြောင့်သူ့မျက်နှာသည်မသက်သာစရာမယုံကြည်စရာရိတ်တစ်ခုဆောင်နေတကယ်သို့ဖြစ်နေသည်ထို့ထက်ပိုမိုစိတ်မသက်သာစရာကသူသည်မိန်းမများကိုမကြာခဏလက်ထပ်ခဲ့ဘူးတော်လဲအဲ့ဒီမိန်းမများဘလို့ဖြစ်သွားကြသည်ကိုမည်သူမျှမသိကြခြင်းဖြစ်သည်ရွာထဲတွင်မုံမြတ်တော်လဲအလွန်ချမ်းသာမဟုတ်သောမိန်းကလေးညီမနှစ်ယောက်နေကြသည် Bluebeard သည်သူတို့ကိုမကြာခဏလာရောက်တွေ့ဆုံပြီးမိခင်နှင့်အတူသူ့ရဲ့ကြီးလက်ရှိခမ်းနားသောမန်ရှင်ကြီးသို့ဖိတ်ခေါ်လေးရှိသည်အဲ့ဒီအိမ်ကြီးတွင်ပိုးထည်များအလှဆင်ပရိသတ်များတိမ်ထက်တကယ်သို့မြင်မာသောအခန်းများရှိပြီးတကယ်ပင်အိမ်တော်တစ်ခုကဲ့သို့ခမ်းနားလာသည်သူသည်ညတိုင်းဂီတတေးသံများဖြင့်တောက်ပသောပွဲတော်များပြုလုပ်ပေးပြီးယတနာများအဝတ်စားလာများရေမောမှုများကိုလက်ဖွင့်ပေးတတ်သည်သို့သောအမကြီးကတော့သူ့မုတ်စိတ်ကမတဘာဝဘူးသူ့ပြုံးကပိုကြောက်เสียကောင်းတယ်ဟုတိတ်တိတ်လေးပြောခဲ့သည်တို့ရာတွင်ချမ်းသာမှုနှင့်စိတ်ဝင်စားမှုတို့ကကြောက်ရွံ့မှုကိုမကြာခဏအနိုင်ယူတတ်သည် Bluebeard နူးညံ့သောအပြုအမူနှင့်ခမ်းနားမှုတို့ကြောင့်နောက်ဆုံးတွင်ညီမလေးသည်သူ့ကိုလက်ထပ်ရန်သဘောတူလိုက်သည်လက်ထပ်ပြီးနောက်အချိန်နှဲငယ်အတွင်းသူတို့၏ဘဝသည်အိမ်မက်တစ်ခုကဲ့သို့ဖြစ်နေခဲ့သည် Bluebeard သည်စနီးကိုအလွန်ကောင်းမွန်စွာဆက်ဆံပြီးအလိုရှိသမျှကိုပေးလေးရှိသည်တနေ့မနက်တွင် Bluebeard သည်အလုပ်ကိစ္စကြောင့်ရက်အနည်းငယ်ခီးထွက်ရမည်ဟုပြောပြီးအိမ်ရှိအခန်းအားလုံးကိုဖွင့်ကြည့်နိုင်ကြောင်းသို့သောမြောက်ဘက်လမ်းကြောင်းအဆုံးရှိအခန်းသေးတစ်ခန်းကိုမဖွင့်ရဟုတင်းကျပ်စွာတတိပေးခဲ့သည်ထို့နောက်တော့များကိုသူမထံပေးခဲ့သည်အစပိုင်းတွင်သူမသည်ခမ်းနားသောအခန်းများကိုလှည့်ပတ်ကြည့်ရှုရင်းပျော်ရွှင်နေခဲ့သည်သို့သောမဖွင့်ရသောအခန်းကြောင်းကိုစိတ်ထဲမှမထုတ်နိုင်တော့ဘဲနောက်ဆုံးတွင်တော့ကိုယူ၍ဖွင့်ကြည့်လိုက်သည်အခန်းထဲတွင်သူမတွေ့လိုက်သည်မှာ Bluebeard မိန်းမဟောင်းများ၏အလောင်းများဖြစ်သည်ကြောက်လန့်မှုကြောင့်တော့ကိုလက်မှလွတ်ချလိုက်ပြီးတွေးထဲကျသွားသည်ထိုတွေးကတော့ပေါ်တွင်စွန့်ထင်းနေပြီးမိတို့စေးတော်လည်းမဖြောင်းနိုင်ခဲ့ညနေတွင် Bluebeard ပြန်လာပြီးတော့များကိုပြန်ယူကြည့်ရာကနေသူမ၏လှို့ဝှက်မှုကိုသိသွားခဲ့သည်သူသည်အလွန်ဒေါသထွက်ပြီးမနှက်ဖြန်တွင်သူမကိုတတ်မည်ဟုကြေညာလိုက်သည်အဲ့ဒီညတွင်သူမသည်မိမိ၏ညီမငန်းကိုအကူအညီတောင်းပြီးညီကိုများလာမလားဆိုတာမျှော်လင့်နေခဲ့သည်မနက်ခင်းတွင် Bluebeard သူမကိုတတ်မိအချိန်နီးကပ်လာချိန်တွင်ပင်ညီကိုများမြင်းစည်း၍အချိန်မီရောက်လာခဲ့ကြပြီး Bluebeard ကိုတိုက်ခိုက်တတ်ဖြစ်ခဲ့သည်နောက်ဆုံးတွင် Bluebeard တည်ဆုံးပြီးသူ့ပိုင်ဆိုင်မှုအလုံးကိုဇနီးကအမွေဆက်ခံရရှိခဲ့သည်သူမသည်နောက်ပိုင်းတွင်စိတ်ကောင်းမွန်သောအမျိုးသားတဦးနှင့်ပြန်လက်ထပ်ပြီးငြိမ်းချမ်းသောဘဝအသစ်ကိုစတင်နိုင်ခဲ့သည်သို့သောတွေးဆွသွားခဲ့သောတော်လေးကိုသူမသည်တတိပေးဖြင့်အမြဲသိမ်းထားခဲ့သည်